အာဆင်နယ်အသင်းခရွန်ကီတိုဘက်ကနေပြီးတော့ဒီ Emirates Stadium ကိုတိုးချဲ့မဲ့ project ကိုစဉ်းစားနေရဗျ as much as I ဒီ wanted အတွက် to လည်း be talking to 2028မှာအင်္ဂလန် everyone, ကျင်းပမဲ့ဒီ Euro ပြိုင်ပွဲမှာဆိုရင်အင်္ဂလန်ကျင်းပမဲ့ list ထဲမှာ Emirates Stadium မပါဘူးပေါ့နော်အဲ့ဒါလည်းဒီခရွန်ကီတိုဘက်ကနေပြီးတော့ဒီ Emirates ကွင်းကိုဒီနေ့တစ်ပိုင်းတွေအတွင်းတိုးချဲ့တဲ့ project ကြီးရှိလို့လည်းဖြစ်လိမ့်မယ်ဗျEmirates ကွင်းကအခု capacity က6900ထိုင်ကုန်တန်းရှိတယ်ဒါကို8000ထိမြင့်တင်ဖို့အတွက်ခရွန်ကီတိုကစဉ်းစားနေပေါ့နော်Emirates ကွင်းကိုကြည့်လိုက်မယ်ဆိုရင် Emirates ကွင်းရဲ့ area ပတ်ပတ်လည်မှာလူနေထူထပ်တယ်ပြီးတော့ရထားလိုင်းတွေရှိတယ်ပေါ့နော်အဲ့တော့ area ကိုဆက်ပြီးတော့ချဲ့လို့တော့မရတော့ဘူးပေါ့နော်ဒီတော့ Emirates ကွင်းကိုဘယ်လိုချဲ့မလဲဆိုတော့ဒီအပေါ်ကပေါ့နော်ခေါင်မှုနေရာတွေမှာဖြတ်ပြီးတော့ဒီခုံနှန်းတွေကိုမြင့်တင်နိုင်သမျှမြင့်တယ်မယ်ပြီးတော့ Emirates ကွင်းကိုအောက်ကိုEmirates ကွင်းရဲ့ဘောလုံးကွင်းပေါ့နော်ဘောလုံးကွင်းကိုအောက်ကိုနှိပ်ပြီးမြေကြီးအောက်မှာတူးပြီးတော့စောက်လိုက်မယ်ပြီးတော့အဲ့အောက်မြေအောက်ထဲမှာခုံနှန်းနေရာတွေကိုတိုးမယ်ပြီးတော့ခုံနှန်းနေရာဒီ stand တွေပေါ့နော် stand တွေကိုပြန်လဲချိန်ညှိပြီးတော့ row တွေကိုထည့်နိုင်သမျှထည့်မယ်ဒီထိုင်ကုန်နေရာပေါ့နော်2000နီးပါးအထိကိုထပ်ပြီးတော့မုံမှန်မှုအတွက်ကြိုးစားလိုက်မယ်အဲ့အတွက်ခရွန်ကီတိုဘက်ကတွက်ထားတဲ့ဒီကုန်ကျနိုင်ကြီးကတော့ပေါင်900မီလီယံလောက်ထိကိုတွက်ထားရပေါ့နော်ဒီ Emirates ကွင်းဆောက်တော့မှ390မီလီယံပဲကျတယ်ဗျဒီအခုခုံနှန်းနေရာတွေမြင့်နေဖို့အတွက်ကို900မီလီယံလောက်ထိတွက်ထားတယ်ဒါလည်း engineer တွေရဲ့ challenges တွေအများကြီးဆိုင်နေပေါ့နော်ဒီ Emirates ကွင်းမှာဆိုရင်ဒီအောက်မှာရထားလိုင်းတွေလည်းဆက်ထားတဲ့ခါကျတော့ engineer တွေအတွက်တော်တော်လေးကိုchallenges ဖြစ်တဲ့ project တော့ဖြစ်လိမ့်မယ်ဗျဒါဆိုရင် Emirates ကွင်းကိုဘာလို့ပြောင်းလာလဲအရင် hybrid မှာဆိုတော့အရင် hybrid မှာတော့ပရိသတ်ဦးရေ9000-9000ဆန့်နေပေါ့နော်ဒါပေမဲ့1989ခုနှစ်မှာ Hebros ရဲ့ဒီဖြစ်စဉ်ဖြစ်သွားပြီပေါ့နော်ဒီ Sheffield United ရဲ့အိမ်ခွဲမှာပေါ့နော်ဒီအဲ့တုန်းကStanley Terrace လို့ခေါ်တဲ့ဒီရိုးလာဆောင်နေရာနေကြည့်တဲ့နေရာတွေရှိတယ်ပေါ့နော်အဲ့နေရာတွေမှာcrowd ဖြစ်သွားပါပေါ့နော်လူကြီးတွေပြည့်ကျက်ပြီးတော့လူ90ကျော်ထပ်မင်းတိတ်ဆုံးခဲ့တယ်အဲ့နောက်ပိုင်းအင်္ဂလန်ရဲ့ rule တွေပြောင်းလိုက်တဲ့အခါမှာဆိုရင်ဒီ Stanley Terrace နေရာတွေမှာခုံနှန်းနေရာတွေကိုအစားထိုးရတယ်ဗျအဲ့အတွက်ဒီ Highbury ရဲ့ဝင်ဆက်နှုန်းက9000-9000နဲ့4000မပြည့်တဲ့နေရာတွေကိုရောက်သွားပြီပေါ့နော်အဲ့တော့အာဆင်နယ်ရဲ့အပြိုင် Manchester United ကတော့ဒီ Old Trafford ကွင်းကြီးကိုပြည်ံ့ဝန်းမှမှုတွေပြုလုပ်ပြီးတော့match day income တွေအများကြီးရနေပေါ့နော်ဒါပေမဲ့ Highbury မှာတော့နေတိုင်းလမ်းမမရလို့တန်းစီနေရတဲ့သူတွေများတယ်ပေါ့နော်အသင်းရဲ့ဒီ income တွေကိုလည်းတော်တော်လေးကိုစုပ်ယုံနေတယ်ပေါ့နော်အဲ့အတွက်ဒီ Highbury ကွင်းကြီးကိုတိုးချဲ့ဖို့အတွက်စဉ်းစားတဲ့အခါမှာလည်း Highbury ကွင်းရဲ့လမ်းတွေကကျင်းတယ်လူကြီးရထူထပ်တယ်ဘယ်လို့မှချက်လို့မရဘူးပေါ့နော်အဲ့အတွက်ဒီ Wembley ကွင်းကြီးကိုတောင်ဝယ်ဖို့ထိစဉ်းစားခဲ့ပြဒါပေမဲ့သူတို့နောက်ဆုံးအဖြေဖြစ်ခဲ့တာတော့ဒီ Highbury ရဲ့ဘေးမှာရှိတဲ့ဒီအမိုက်စီမံခန့်ခွဲရေးနေရာပေါ့နော်ဒီကွင်းမြင့်ကျဲကြီးကို Arsenal ဝယ်ဖို့ဖြစ်လာတယ်ပေါ့နော် Emirates ကွင်းကြီးကိုစောက်လုပ်ခဲ့တယ်စောက်လုပ်တဲ့အခါမှာတော့ပေါင်390မီလီယံထိကိုကုန်ခဲ့တယ်2006မှာပြီးစီးခဲ့ပေါ့နော်အဲ့နောက်ပိုင်း match day income တွေအာဆင်နယ်ကတိတိကျကျကြီးကိုတိုးတက်လာတယ်ဒါပေမဲ့ Premier League မှာဒီအများရန်လောက်ကနေမှာတော့မဟုတ်ဘူးပေါ့နော်ဒီခုံနှန်း6900ဆိုတာပြီးတော့ပြိုင်ဘက်တွေလည်းအများရန်တိုးတက်နေတဲ့ခါကျတော့ဒီပြီးတော့ Arsenal အသင်းကအခုဆိုရင် global brand လည်းဖြစ်လာပြီ global brand ဖြစ်လာပြီးတော့ဒီမနစ်ကဆိုရင်ဒီ demand list ပေါ့နော်ခုံနှန်းနေရာရချင်တဲ့ demand list မှာဆိုရင်လူကြီးတသိန်းထီကိုလူကတွေ့ရတယ်ပေါ့နော်အဲ့အခွင့်အရေးကအသုံးချနိုင်ရင်အာဆင်နယ်ရဲ့တစ်နှစ်ဝင်ငွေကဒီ match day income ကနေပြီးတော့40မီလီယံပေါ့နော်40မီလီယံလောက်ထိကိုတိုးလာမယ်လို့လည်းသိရတယ်ဒါကိုလည်းခရွန်ကီတို့ကအသုံးချဖို့စူးစမ်းနေရ Emirates Stadium ကိုဒီ match day တွေမှာပဲဘောလုံးပွဲအတွက်ပဲသုံးရတဲ့နေရာလို့မမြင်ဘူးဗျသူတို့ global brand ပေါ့နော် concept တွေမှာလည်းသုံးဖို့အတွက်ရည်ရွယ်ထားတယ်တစ်ဖက်ကမြောက်လန်ဒန်မှာဆိုရင်ပြိုင်ဘက် Tottenham Hotspur ကဒီသူတို့ရဲ့ကွင်းသစ်ကြီးကိုဒီအားကစားအတွက်ပဲမဟုတ်ဘဲတော့တခြား NFL တို့လက်ခံကျင်းပတဲ့နေရာမှာလည်းသုံးပြီးတော့အကျိုးမြတ်တွေအများကြီးရရှိနေတာတွေ့ရတယ် Real Madrid ဆိုရင်လည်းဒီ Bernabeu Stadium ကြီးကို1 billion အလောက်အကုန်ခံပြီးတော့သူတို့မျိုးမှန်တိဆောက်ပြီးတော့ဒီ global brand အဖြစ်global brand ပေါ့နော် concept တွေပါလဲဆိုလဲကျင်းပါတယ်ဒီနည်းနဲ့ပဲသူတို့ income တွေအများကြီးရနေပေါ့နော်ဒါဆိုရင် Kroenke ရဲ့ strategy ကဘာလဲပေါ့နော် Kroenke ကတော့ဒီ KSC လို့ခေါ်တဲ့ Kroenke Sport and Entertainment ဆိုတဲ့ organization ကြီးကိုပိုင်ဆိုင်ထားတဲ့ခါကျတော့သူတို့ကဒီ football stadium တွေပေါ့နော်ဒီ match day income တစ်ခုတည်းမှာမိခိုရတဲ့နေရာမဟုတ်ဘဲနဲ့ဒီ365ရက်လုံးဒီ income ရရှိနိုင်တဲ့ center ကြီးဖြစ်သူတို့ကအသုံးချဖို့ကြိုးစားနေရပါတော့သူတို့အဲ့အတွက်ဘောလုံးပွဲတစ်ခုတည်းအတွက်မှဒီ Emirates Stadium အကြီးကိုအသုံးမပြုဘဲနဲ့ဒီconcert တွေ sport concert တွေပြီးတော့ event တွေဆေးရုံစင်တာတွေဖြစ်ပါအသုံးချပြီးတော့ income အမျိုးမျိုးရရှိဖို့ကြိုးစားနေတယ်ဗျဒီအတွက်သူတို့အတွက် challenges ဖြစ်မှာတော့ဒီ Arsenal ကဒီ project ကြီးကိုလုပ်မယ်ဆိုရင် Arsenal ရဲ့အိမ်ဝင်ပွဲတွေကိုတစ်နှစ်ကနေနှစ်နှစ်နီးပါးလောက်ထိပေါ့နော်ဒီ Wembley ကွင်းမှာကစားဖို့ရှိတယ်အဲ့တော့ Wembley ကွင်းကိုဘယ်လိုငှားမလဲဆိုတော့challenges တွေလည်းရှိတယ်နောက်တစ်ခုကတော့ပတ်ဝန်းကျင်ကိုဘယ်လောက်ထိပြန်လုပ်ပေးနိုင်မလဲပေါ့နော် Emirates ကွင်းနဲ့ချိတ်ဆက်ထားတဲ့ဒီ
ရထားလိုင်းတွေမှာဆိုရင်အမရိကွင်းကထိုင်ကုန်ကြီးများလာတော့ပြည်သက်လာနှုန်းများလာမယ်ဒီခါဆိုရင်ဒီ transportation system တွေကိုဘယ်လို update လုပ်ပေးမလဲဆိုတော့အရာတွေပေါ့နော်ဒီအရာတွေကိုလည်းဒီအစိုးရဒီ local အစိုးရနဲ့လည်းသူတို့ညှိနှိုင်းမှုတွေပြုရမယ်ပြီးတော့အမရိကွင်းကြီးတိစောက်တဲ့အခါမှာဆိုရင်ဒီ project ကြီးကိုလုပ်တဲ့အခါမှာဆိုရင် noise control ပေါ့နော်စူညံမှုတွေကိုဘယ်လို short ချမလဲ transportation system တွေကိုဘယ်လိုကောင်းအောင်လုပ်မလဲပြီးတော့ green area လို့ခေါ်တဲ့ဒီပတ်ဝန်းကျင်စိမ်းလန်းစိမ်ပင်ကိုထိန်းသိမ်းရေးနေရာတွေကိုသူတို့ဘယ်လောက်ထိထိန်းသိမ်းပေးမလဲပေါ့နော်အဲ့ဒါတွေကိုကြည့်ပြီးတော့ဒီ local council နဲ့လည်းအတော်လေးညှိရမယ်ဗျဒီအတွက် Arsenal project ကြီးဟာအဆင်ပြေပြေနဲ့ပြီးဆုံးသွားမလားခရုံဂီတို့ဘယ်လိုမျိုးစီးပွားရေးခံကွဲမှုတွေလုပ်မလဲအင်ဂျင်နီယာတွေဘယ်လောက်ထိကိုအမရိကွင်းကြီးကိုလုပ်ပေးနိုင်မလဲဆိုတော့ဒီနေ့ပိုင်းတွေအတွင်းမှာစောင့်ကြည့်ရမယ်ဗျ